အားလုံးပဲမင်္ဂလာပါကျွန်တော်အခုထပ်မံပြီးမျှဝေချင်တာက brother တို့ကိုဒီ road တချင်းတွေတီးတဲ့အခါမှာအသုံးများတဲ့ဒီ drum pattern လေးတစ်ခုကိုကျွန်တော်မျှဝေပေးခြင်းပါတယ်။ Okay เนาะကျွန်တော်တို့တီးကြည့်အောင်ပေါ့เนาะအတူတူဟုတ်ပြီကျွန်တော်ဒီမှာသုံးထားတဲ့ pattern တွေကတော့ဒီ drum မှာဆိုရင်เนาะဒီမှာ BB เนาะ A เนาะဒါနောက်ပိုင်းကျွန်တော်ပြပေးတာပေါ့เนาะကျွန်တော်ဒီသုံးတဲ့เนาะ drop pattern လေးကဘယ်လိုလဲဆိုရင် A เนาะ A B လာမယ်เนาะဒီမှာ A B A B เนาะဒီမှာ high hat ကဒီတိုင်းပဲချတယ်เนาะ high hat ကเนาะဒီเนาะပြည့်เนาะဟုတ်ပြီเนาะဟုတ်ပြီကပြီးပြီဒါကတော့ row ပေါ့เนาะ row เนาะဟုတ်ပြီဒါလည်းလုပ်ရအောင်ဟုတ်ပြီဒီမှာ rhythm ဒီ road တီးမယ်ဆိုရင်ကျွန်တော်တုံးထားတာဒီ heavy rhythm လေးကိုကျွန်တော်တုံးထားတာနော်ဟောချက်ချတယ်ဒီမှာချက်ချတယ်ဒီနားလေးမှာချက်ချတယ်ဒီနားလေးမှာချက်ချတယ်ဒီနားလေးမှာချက်ချတယ်နော်ကျန်တာလေးလည်းဒီတီးထားတော့နော် C နော် A minor F G ပဲကျွန်တော်တီးပြထားပါတယ်ကျန်တာကအတူတူပဲဘတ်ကတော့ဒီမှာပါဒါကောင်တော့ဒီဘတ်ကစ်ချတဲ့နေရာတွေကိုလိုက်ချပေးထားတာเนาะကစ်ချတဲ့နေရာတွေလိုက်ချပေးထားပါဒီမှာကစ်ချတဲ့နေရာလေးတွေကိုဘတ်ကလေးတွေလိုက်ချပေးထားပါအရင်ဆုံးဒီရှေ့ဆုံးကပထမတစ်ခုကိုကျွန်တော်တို့နားထောင်ကြည့်မယ်ဟုတ်ပြီじゃあကျွန်တော်တို့ပထမ row pattern တစ်ခုပေါ့နော်နောက်တစ်ခုကိုကျွန်တော်ထပ်ပြပေးမယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်ဒီ B A B A เนาะကျွန်တော်တို့မနေ့ကဒီ drum pattern 1မှာကျွန်တော်သုံးပြခဲ့တဲ့ pattern လေးနဲ့ကျွန်တော်သုံးပြထားပါတယ် B A B A เนาะအဲ့ဒါ high hat လေးကเนาะဒီတပီးမှာတစ်လုံးစီပဲကျွန်တော်ချထားတယ်เนาะတကောင်က row ဆွဲတာပါဟုတ်ပြီတမနော် BA ပဲเนาะဟုတ်ပြီ heavy rhythm rock ဘယ်လိုတီးမလဲဒီနော်ဒီတမချက်ချတယ်မချက်ချတယ်တမနော်ဒီလိုပုံစံလေးလိုက်ချပေါ့နော်ကျွန်တော် C A minor F G ပဲတီးထားပါတယ် C A minor F G ပဲတီးထားပါတယ်ဒီမှာဒါကတော့ဒီ kit အချတွေမှာလိုက်ချထားပါเนาะ kit အချတွေပါเนาะ B A B เนาะဒီမှာ A B 8เนาะဒီ kit အချတွေမှာပဲလိုက်ချထားတာပါဒီဘက်ကတော့เนาะနားထောင်ကြည့်မယ်ဟုတ်ပြီတစ်စင်ချင်းကြည့်ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့သင်ခန်းစာလေးကိုကြားရင် like and subscribe လေးလုပ်ပေးခဲ့ကြပါ